အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့17ရက်17လ2025ကျွန်တော်ရဲ့ဒန်နီယာပလန်ဆော့ဒီဖိုင်လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒေါက်တာဖြူပါရဲ့အရေးကြီးဆုံး9ချက်ကိုပြန်လည်မျှဝေပေးခြင်းပါတယ်အဲ့ဒီအရေးကြီးဆုံး9ချက်ကညီကိုမောင်နှမတွေနဲ့ညီကိုမောင်နှမတွေအတွက်ရောအရေးကြီးဆုံးတကယ်ဖြစ်ရလားတိုက်ဆိုင်မှုရောရှိရလားတိုက်ဆိုင်မှုရှိတယ်ဆိုရင်လည်းတကယ်ပဲလိုက်နာခြင်းတော့ဆောင်ရွက်နေပြီလားတိုက်ဆိုင်မှုမရှိဘူးဆိုရင်လည်းညီကိုမောင်နှမတို့ရဲ့အရေးကြီးဆုံးအချက်တွေကိုပြန်လည်မျှဝေပေးလို့ရပါတယ်ဒေါက်တာဖြူပိုင်ပြောပြပါထားတဲ့အရေးကြီးဆုံးအချက်9ချက်ကတော့နံပါတ်1ကကျန်းမာကြံ့ခိုင်ရေးဖြစ်ပါတယ်နံပါတ်2ကတော့အလောက်ကိုင်ငွေရေးကြီးရေးဖြစ်ပါတယ်နံပါတ်3ကတော့သာသမီအိမ်တောင်ရေးအချစ်ရေးနံပါတ်4ကပေါင်းတင်ဆက်ဆံရေးနံပါတ်4ကပေါင်းတင်ဆက်ဆံရေးနံပါတ်5ကစိတ်အေးချမ်းသာရေးနံပါတ်6ကဟောက်တဲ့ဟောင်းစီကဖုံးဝင်လာသွားလို့နံပါတ်6ကဘဝနောက်တစ်ဆင့်တိုးတက်ပြောင်းလဲရေးနံပါတ်9ကဘဝတန်တရာတဲကလွတ်မြောက်ရေးဆိုပြီးတော့အချက်အရေးကြီးဆုံးအချက်9ချက်ကိုပြောပြပေးတာပါတယ်ညီကိုမောင်နှမတို့ရောဒီပြောပြထားဒေါက်တာဖြူပိုင်ပြောပြထားတဲ့အရေးကြီးဆုံးအချက်9ချက်ကညီကိုမောင်နှမတို့နဲ့ညီကိုမောင်နှမတို့မှရောကိုက်ညီမှုရှိလားကိုက်ညီမှုရှိတယ်ဆိုရင်ရောအဲ့ဒီအချက်9ချက်ကိုဘယ်လောက်ထိလိုက်နာကျင့်တော့လောက်ကိုက်နေပြီလဲဆိုတာကိုရောမကိုက်ညီဘူးဆိုရင်တော့ဘယ်ချက်ကြီးကတော့မကိုက်ညီဘူးအဲ့ဒီချက်တွေမှာညီကိုမောင်နှမတို့အတွက်တော့ဘယ်ချက်တွေထပ်ထည့်ခြင်းလဲဆိုတာကိုရောပြောပြပြီးတော့ပြန်လည်မျှဝေပေးလို့ရပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီစစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကိုစိတ်နှပြကျမ်းမာချမ်းသာပြီးဖြူစင်သောမွေများဝင်ကြပါစေခင်ဗျာ